နန်းတက်ချင်းအာနာဆက်ရွှေနန်းထက်ကအောင်ပွဲနှစ်မင်္ဂလာမှာအောင်စီရီတော်မြောက်ဦးရွှေနန်းတော်ကြီး၏တမိုင်းစာမျက်နှာတစ်ခုကိုတက္ကရာ1014ခရစ်နှစ်1652ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သည်ခမီးတော်တီရိတူဓမ္မရာဇာမင်းနှက်ရွာဆန်းပြီးနောက်သားတော်စန္ဒတူဓမ္မရာဇာမင်းသည်မိဖုရားကောင်ကြီးနတ်ရှင်မဲနှင့်အတူထီနန်းကိုဆက်ခံစိုးစံခဲ့သည်ထိုအချိန်ကမြောက်ဦးနေပြည်တော်သည်စစ်အင်အားစီးပွားရေးအင်အားတို့ဖြင့်တောင်တင်းခိုင်မာနေခြင်းဖြစ်ပြီးမင်းကြီး၏အုပ်ချုပ်မှုအောက်တွင်နေချစ်ပေါ်တူဂီကျူးကျော်သူများကိုလည်းအောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်ဤဒီမှာမြောက်ဦး၏အာဏာဆက်အထွတ်အထိပ်သို့ရောက်ရှိခဲ့သောနောက်ဆုံးခေတ်ဦးပင်ဖြစ်တော်သည်စန္ဒတူဓမ္မရာဇာမင်းကြီးသည်စစ်ရေးတွင်သာမကသာသနာရေးတွင်လည်းအလွန်ကြီးညိုမှုရှိသူဖြစ်သည်ဗုဒ္ဓဘာသာ၏အနှစ်သာရဖြစ်သော38ဖြာမင်္ဂလာတရားတော်များကိုရခိုင်လူမျိုးတို့အစဉ်တစိုက်ထိမ့်သိမ့်နိုင်ခဲ့သည်ကိုအထိန်မပြုလို့သဖြင့်မင်္ဂလာမအောင်စီတီတော်ကိုတည်ထားခဲ့သည်တိဆောက်သည့်ကာလနန်းသက်6နှစ်မြောက်တက္ကရာ1020ခရစ်နှစ်1658ပြည်နေရနန်းရကုန်းဤမြောက်ဘက်တမိုင်ခန့်အကွာဘေးသူကလိုက်ရမအောင်၅ပါးစီတီတော်များထဲမှာအချို့အစားအပြည့်ပြတ်တဆုံနေကြောက်စပ်ပန်းတမုတ်လိုက်ရအတအပဆုံစုကြောကြသည်ရှစ်မြတ်ပုံအခြေခံကအထက်သို့စုချုံသွားသောပုံစံသည်မြောက်ဦးခေတ်နောက်ဘေးသူကအပြောင်မြောက်ဆုံးတတ်တည်ပင်ဖြစ်တော်သည်မင်းကြီး၏နန်းသက်အတွင်ထူးခြားသောတမိုင်းဖြစ်ရတစ်ခုမှာခရစ်နှစ်1660တွင်အိန္ဒိယမဂိုဣဂရစ်ရှာဂျဟန်၏သားတော်ရှာရှူဂျာလာရောက်ခိုလုံခြင်းဖြစ်သည်ညီတော်အော်ရန်စစ်နှင့်နန်းလူရာတွင်ရှုံးနိမ့်၍မြောက်ဦးသို့ရောက်ရှိလာခြင်းဖြစ်ရာဤဖြစ်ရကြောင့်မြောက်ဦးနှင့်မဂိုအင်ပါယာအကြားနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီးတမိုင်းဝင်အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ရသည်စန္ဒတူဓမ္မရာဇာမင်းသည်ဓားကိုကင်နေစစ်သူရဲကောင်းဖြစ်တဲ့ကဲ့သို့စာပီကိုကင်နေလေသာသနာပြုမင်းတစ်ပါးဖြစ်ခဲ့သည်ပိဋကတ်တော်များကိုတေးဖြတ်ခြင်းတန်ဃာတော်များကိုပင့်ဖိတ်၍သာသနာရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်ခြင်းပညာရှိအမတ်ကြီးများဖြင့်တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ခြင်းမင်းကြီးစိုးစံခဲ့သောနန်းသက်22နှစ်ကာလသည်မြောက်ဦးသမိုင်းတွင်ယဉ်ကျေးမှုနှင့်စစ်ရေးအာဏာအထွတ်အထိပ်သို့ရောက်ခဲ့သောနောက်ဆုံးခေတ်ဟုကပီးတင်ရမည်ဖြစ်သည်ဤချမ်းသာရမှုလုံခြုံမှုနှင့်သာသနာရောင်ဝါတို့တပြိုင်နက်ထွန်းလင်းခဲ့သည့်ထိုခေတ်ကာလကိုမင်္ဂလာမအောင်စီတီတို့ကြီးကယနေ့တိုင်သမိုင်းသက်သည့်အဖြစ်ခိုင်ခိုင်မာမာရပ်တည်ပြသနေပါသည်မင်္ဂလာတရားထုံးကားကြီးရာစန္ဒတုဓမ္မမင်းဤကုသိုလ်တော်မင်္ဂလာမအောင်စီတီတို့မြတ်ကြီးအာဘီမှုကိုကြီးစုအထူးတင်ပါသည်